ဒီနွေမီဟာကွာရှင်ဘီနပိုင်းကလေးရောက်နေစေဖို့ကြွေးစရာမရှိတာကြောင့်သူမနေတိုင်းကိုချွေးနေခဲ့ရပါတယ်ကလေးတွေလည်းပစရဝဲဆမ်းရှိလို့တတစီပိုင်းတွေကိုပဲပထားရပါတယ်ရွှေငါလေးဆိုရင်လည်းစံကလေးလို့ယူရဲကျွန်တော်လည်းထိပါပဲနွေမီကပြီးတော့ကိုဖွင့်ကြည့်လိုက်တော့ပန်နီစီတီတစ်စီပဲကျွန်တော်အမှုသူမဘာမှမတတ်နဲ့ပဲအခက်ကြပေးလိုက်ရပါတယ်အဲ့ဒီချိန်မှာပဲပူချင်းမီဦးရီတီဂျီမီကြီးရောချလာပါတယ်ကလေးတွေကစပွဲဝိုင်းစီရောက်လာပြီးစားစားရဖို့စမျှော်နေကြပါတယ်နွေမီကရှိရဲ့ပန်နီစီတီစီကိုထုတ်ပြီးသူတို့ပိုက်ကအောင်ချက်ချွေကိုပေးလိုက်ပါတယ်ရုပ်ပြရဲ့ကလေးတွေကပြေးလာပြီးသူမပူထားလိုက်ပြီးပန်နီစီကိုမိချတဲ့ဆက်ချင်းတွေပြောတော့မိဖီတူကသဘောတူလိုက်ပါတယ်ကောင်းလေးကပန်နီစီကိုအကင်းယူတော်ပြီးချင်းတူပြီးညွတ်ပြီးကယူတစ်ဆက်ရေလောင်းပေးလိုက်ပါတယ်မချခင်မှာပဲဘီဂျီရဲ့ကနေပင်တပင်ချက်ချင်းထူထလာကပူပူပြီးရှိလာပါတော့တယ်ကောင်းလေးကပန်တွေကိုဆွဲပြီးအမိဘူးနှုတ်စကားပေါ်ကိုတက်တော့လိုက်ပါတယ်တိတ်တွေကိုဖောက်ပြီးတက်တော့ရဲ့အခါအဝေးကဘလူးကြီးတကောင်ကိုတက်မြင်လိုက်ရပါတယ်သူကိုရမ်းချက်တော့ပြီးတိတ်တိုင်းတော့မှမြုပ်ဝေပုံလိုက်ပါတယ်ဘလူးကြီးထွက်တော့မှဘလူးကြီးရေချွနေတာကိုကောင်းလေးတွေ့လိုက်ရပါတယ်ရေချွပြီးတော့နန်းတော်ရဲ့တံဝင်တော့ပါတယ်ဘလူးကြီးကစပရင်တစ်ခုကိုဟင်းသားစွာဆွဲလိုက်တော့တန်ုပ်တစ်လုံးဖွလာပြီးမိကလိုက်တွေကိုတစ်ခုပြီးတစ်ခုနေစိတ်ကအဆုမချင်းတစ်ခုရဲ့ချက်သွားပါတယ်နန်းတော်တစ်ခါဖွင့်တော့ပြီးဘလူးကြီးဝင်တော့ပါတယ်ကောင်းလေးကဖွင့်ကောင်းယူပြီးတန်ုပ်ပေါ်ရဲ့လက်ကြောင်းတိုင်းနန်းတော်ဝင်ပေါက်ထိလိုက်တော့ပါတယ်ဘလူးကြီးကခက်နဲ့ဝင်ပြီးတစ်ခါပေးလိုက်လို့ကောင်းလေးကပြတဲ့ဘောက်ကနေပဲချမ်းကြည့်ရပါတယ်ဘလူးကြီးကကြက်မကိုဖတ်လိုက်ပြီးတိုက်ထဲမှာဘာမှမရှိတာပြီးတော့တဲ့အခါပရိုတက်ကြီးနဲ့ကြက်မကိုလွတ်ပြလိုက်ပြီးပါရပါသေးတယ်ကြက်မကနေမကောက်လို့ဒီရဲ့ပိုင်းဥမြင့်ကြောင့်ညှရှင်ခဲ့ပါတယ်သူကကြက်မကိုအကြည့်ပေးလိုက်တော့မှသူ့မအောက်ကနေရှူပုံလိုက်တိတ်ခလာပါတယ်ဘလူးကြီးကရှူတွေကိုဖစ်ဆက်စီယူတော့ပြီးရွှေတုံးတွေချက်အောင်နေပြီးမိခံတီတာတွေပြစ်ချက်လိုက်ပါတယ်ဘလူးကြီးထွက်သွားတဲ့ကောင်းလေးကတဲရင်ဘောက်ကနေခုဝင်ပြီးကြက်မကိုတိတ်နေဖို့ချက်ခဲ့ပြီးတော့ကြက်မကိုပွေပြီးထွက်ခဲ့ပါတယ်ဘလူးကြီးကချက်ချင်းမိတော့ပြီးမိခံတီကကိုပြစ်ချကလည်းဖက်မှာတော့တယ်အဆုံးကောင်းလေးကိုမိတော့ပြီးမဲ့ကြက်မကသူနဲ့ကန်ရလိုက်ပါတယ်ကောင်းလေးနဲ့နော်ရဲ့ကလွှင့်ရုံရှိတဲ့ဘလူးကြီးထလိုက်လာခဲ့ပါတယ်ကောင်းလေးကတိမ်မီချရှမ်ပီနေတုံကြက်မကဘလူးကြီးကိုအဆက်မပြတ်တက်ခတ်နေပါတယ်ဘလူးကြီးထုတ်ခံရလို့မိနော်ရုံကောင်းလေးနဲ့ကြက်မကပဲမြင့်တိုင်းရှော့ဆင်ပြကြပါတယ်ဘလူးကြီးကဖက်ချက်မကွာလိုက်လာပြီးမဲ့သူတို့ကမိကြီးပေါ်ရင်းရပ်ပါပါတယ်နဲ့ရောက်သားပေါင်းပြီးပဲပင်ကိုခုတ်လဲလိုက်ကြပါတယ်ဘလူးကြီးတက်ပြုတ်ချလာပြီးတိတ်ဆုံးတော့ပါတယ်ကောင်းလေးကကြက်မကိုမိစီခုတ်တော့ပြီးရွှေဦးဖို့ချက်ခဲ့လိုက်ပါတယ်ကြက်မကရွှေဦးကြီးတစ်လုံးချက်ချင်းဦးပေးပါတယ်ဒီရွှေတစ်လုံးမဲနဲ့တင်အမိဖြစ်သူအရန်ပျော်ရှင်တော့ပါတယ်သူတို့အိမ်လေးချက်ချင်းပဲကံဝေတော့ပါတယ်ဒီကက်တီတာတွေမှာစားတော့ပြီးဖြစ်တော့ပါပြီမိသားစုလည်းနော်ဘယ်တော့မှစနစ်တော့မှမဟုတ်ပါဘူး